ဒါကကိုစွမ်းရဲ့ prime ဒါကကိုအောင်စုပေါ့နော် okay ဒီကဒီနေ့ဗာပြောချင်တာလဲဆိုတော့habit တွေနဲ့ပြောချင်တာပေါ့နော်ကိုစွမ်းကဒီဘက်ကမှကြည့်မယ်ဆိုလို့ရှိရင်ကိုစွမ်းကြောင်းရေးပြောပါမယ်ကိုစွမ်းကကြတော့သူက genetic ကောင်းတယ်သူရဲ့ fake ပုံစံdevelop ဖြစ်သွားတဲ့အချိန်မှာဆိုလို့ရှိရင်ဒီ ramet တွေ jaw တွေ cheek bone တွေနှာရန်တွေမျက်ခုံးမျက်လုံးဒါတွေအကုန် all fine တွေ genetic ကောင်းတဲ့ထဲမှာပါတယ်ဒါပေမဲ့သူလည်းအချိန်ကားဆိုလို့ရှိရင်တအားအောင်မြင်ခဲ့တာဆိုတော့အဲ့လိုမျိုးလူတွေဗလိန်းနာတွေရောဒီမှာလာနေစဉ်ရက်ဆက်ဖြော်ပေးနေရတော့တချင်းဆိုနေရကြစိတ်ညစ်တဲ့ထဲမှာသူကဒီပေါ့နော်မိုးစေတို့အဲ့လိုမျိုးအရက်တို့ပါတော့အရန်တောက်ပြီးတော့စိတ်ကိုဖြေဖြောက်တယ်ပေါ့ဗျာဒီမှာဝက်လက်လုပ်တယ်ပေါ့ကော်ဒီဇဲကို short ချတယ်ပေါ့နော်ဟိုကော်ဒီဇဲကို short ချဖို့တခြားနည်းလည်းမသုံးဝင်နဲ့အဲ့လိုမျိုးအရက်တို့ပါတော့နေ short ချတဲ့အချိန်မှာအလေးကျင့်တွေ habit တွေကလည်းအစားအသောက်တွေလည်းမမှန်ဘူးအဲ့ချိန်တွေလည်းမမှန်ဘူးအဲ့လိုမျိုး stress တွေလည်းများတယ်ဟော်မုန်းပြောင်းတွေလည်းဖြစ်နေတဲ့အချိန်မှာအဲ့လိုအရက်တွေဆစ်လိတ်တွေပေါ့နော်တအားတောက်လိုက်မယ်ဆိုရှင်ဒါကိုကိုတက်လိုက်တာနဲ့အတူတူပဲဗျာကိုကြံတက်နေရတဲ့အတူတူပဲသိရမလားပထမတွေကကိုကဒီမျိုးချိန်မမှန်တာစားချင်းမမှန်တာတွေရောအကုန်လုံးကြောက်ဒီမှာခန္ဓာကိုယ်ကလှုပ်ရတာအဆင်မပြေရတဲ့အချိန်မှာအားမရှိတဲ့အချိန်မှာအဲ့လိုမျိုးခန္ဓာကိုယ်ထက်ဖြက်စီးစေတဲ့အရာတွေပေါ့နော်ဒီalcohol တွေဒီမှာဆစ်လိတ်တွေအဲ့ဒါကြီးတောက်တဲ့အချိန်မှာပို့ပြီးတော့ဆိုးသွားတာပေါ့နော်အခုဆိုလို့ရှိရင်ကျမကြီးနဲ့တော်တော်လေးကျမကြီးကတော်တော်လေးကိုပြက်စီသွားပြီ fake ကလည်းလုံးဝပြက်စီသွားပြီခန္ဓာကိုယ် body လည်းလုံးဝပြက်စီသွားပြီပေါ့နော်ဒါကဘာလဲဆိုတော့အဲ့လိုမျိုး stress တွေများနေတာကို control မလုပ်ဘဲနဲ့ကိုယ့်ရဲ့ mindset နဲ့ကိုပြန်ပြီးတော့ control မလုပ်ဘဲနဲ့cortisol မလျှော့ချဘဲနဲ့အဲ့လို alcohol တွေပြောမှဆိုရင် drug တွေတုံးလိုက်တဲ့အချိန်ကြောင့်ပို့ပြီးတော့ဆိုးသွားကြတာပေါ့နော်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဒါကကျွန်တော်တို့ habit ကျွန်တော်တို့ရဲ့ဒီစင်ကျင်တဲ့ဟာနဲ့ကျွန်တော်တို့လေ့ကျင့်ငယ်လုပ်တာနဲ့ကျွန်တော်တို့ diet တွေစီစဉ်တာနဲ့လုံးဝသက်ဆိုင်နေတယ်အခုကျွန်တော်တို့ဆိုရင်ဒါ loose mass လုပ်တဲ့ဆိုတာကျွန်တော်တို့ကကျွန်တော်တို့ရဲ့ဟို genetic ကိုအမြင့်ဆုံးအခြေအနေအထိကိုဆွဲတင်တာပြည့်တင်တာအဲ့လိုမျိုး bad habit တွေနေတာကြတော့အောက်ဆုံးကိုဆွဲချတိလားကျွန်တော်ပြောတာဗျာကျွန်တော်ကဒီ loose mass လုပ်တယ်ဆိုတာ balance ဖြစ်အောင်ကျွန်တော်တို့ရဲ့ဒီရုပ်ရည်ချုံမှုဖြစ်စဉ်ဒီ genetic အရာအကောင်းဆုံးအမြင့်ဆုံးရောက်အောင်အမြင့်ဆုံး level ထိရောက်အောင်ကျွန်တော်ကgrow up ဖြစ်အောင်ကျွန်တော်ကလုပ်တာဗျာအဲ့လိုမျိုးအလေးချင်းတွေမမှန်ပဲစားကြအစားတောက်ချင်တောက်နေချင်းနေတာကကြတော့ဒါကအောက်ဆုံးထိဆွဲချပြီးတော့ရုပ်ကိုဖျက်သွားစီတာခန္ဓာကိုယ်ကိုဖျက်ဆီးသွားစီတာအဲ့တော့ကျွန်တော်ကဒီဟာမှာကွာခြားမှုရှိနေပြီအဲ့ဒါကြောင့်မို့ကျွန်တော်အနေနဲ့ loose mass လုံးအစားတောက်ဆင်ခြင်းအဲ့ချိန်ဆင်ခြင်းတည်ရမလားအရက်တွေဘာတွေလဲမတောက်နဲ့တခါလေလောက်ပဲတောက်အဲ့လိုမျိုးအများတိုင်းအဲ့လိုမျိုးမတောက်ဘဲနဲ့အဲ့လိုမျိုး loose mass ကိုလှုပ်ဆိုတာဒါကိုပြောတာလူငယ်တွေနဲ့အဲ့လိုမျိုးထိမ့်သိမ့်ဖို့ကျွန်တော်ပြောတာပေါ့နော်အခုဆိုလို့ရှိရင်ဒီမှာတော်တော်များ high KDB သွားပြီး high တာကလုံးဝခူးရလို့ထင်နေကြတယ်ကလပ်သွားပြီး lit တာကခူးရလို့ထင်နေကြတယ် EDM ပွဲတွေသွားပြီး lit နေရလဲခူးရလို့ထင်နေကြတယ်အဲ့တော့အဲ့လိုမျိုးခူးရထင်နေကြတဲ့အချိန်မှာအဲ့ဒါကြီးလုံးမယ်ဆိုလို့ရှိရင်ကိုဖျက်ဆီးတာနဲ့အတူတူပဲ brain ရော hormone တွေရောအကုန်လုံးကိုတက်လိုက်တာတိလားကျွန်တော်တို့ရဲ့ group hormone တွေကျွန်တော်တို့ရဲ့ဒီတွေးခေါ်နိုင်စွမ်းတွေအကုန်လုံးကိုတက်ပစ်ပြီးတော့ဒီမွေးဒီ drug တွေဒီ alcohol တွေကဖျက်ဆီးပစ်တာပေါ့နော်ဒီကနေစာတွေကိုဖျက်ဆီးပစ်တာအဲဒါကြောင့်မလို့အဲ့ဒါတွေကိုဆင်ခြင်ပြီးတော့ဒီမျိုးgood habit ပေါ့နော် healthy lifestyle နဲ့နေမယ် loose mass နေမယ်ဆိုလို့ရှိရင်အခုကျွန်တော်လိုမျိုးပဲ grow up ဖြစ်လာမှာကျွန်တော်တို့ရှိရင်အရင်ကဆိုကျွန်တော်ဖျက်ဆီးပြီးတော့ဒီမလားဒီစားလို့စားလှုပ်ရှားလှုပ်တဲ့အတွက်ရုပ်ကစင်မပြေဘူးခန္ဓာကိုယ်လည်းစင်မပြေဘူးအခုဆိုရုပ်ကလည်းစင်ပြေရတယ်ခန္ဓာကိုယ်လည်းစင်ပြေလာ grow up ဖြစ်လာတယ်အဲ့တော့ကိုအောင်စမြူကိုဆက်သွားမယ်ကိုအောင်စမြူကလည်း genetic ကကိုဆွမ်းလောက်မကောင်းပေမဲ့ high အနေနဲ့ပြန်ရှင်းမယ်ဆိုလို့ရှိရင်ကိုအောင်စမြူက high ကောင်းတယ်သူကဒီအချိန်မှာ high မကောင်းဘူးဆိုလို့ရှိရင်ဒီလိုမျိုး fake နဲ့ဆိုလို့ရှိရင်ပို့ပြီးတော့ high ကလည်းပူသေးရုပ်ကလည်းဆိုးသေးအဲ့လိုမျိုးဒီမှာအမျိုးမျိုးပြောကြအောင်ပါတော်သေးရဲ့ high ကသူ့ကိုနည်းလေးကဲတာလို့ high ကကဲတာလို့မလို့အရက်ကမင်းနေလို့တော်သေးရဲ့ပေါ့နော် okay အရက်ကကောင်းတယ် fake ကလည်းဒါ diamond နဲ့ over နဲ့ mix လုပ်လာဆိုတော့ဒါအဆင်ပြေတယ်ဗျာကျွန်တော်ပြောတဲ့အချက်တွေဒါလုပ်လိုက်မယ်ဆိုရင်တော်တော်လေးအဆင်ပြေသွားမှာအခုသူ့အနေနဲ့ကအခုချိန်မှာကိုဆွမ်း prime လုံးဝအချိန်ပြိုသူကရောက်နေတာဗျာတိလားလုံးဝ hit ထပြီးတော့နေစဉ်ရက်ဆက်ပွဲတွေဆက်တချင်းတွေအတန်အိုးတွေလည်းပြတ်တည်မလားဒီ stress ဒီသူ့စီမှာ pressure တွေ stress တွေအများကြီးရှိတယ်အခုချိန်မှာဒီမှာဇက်ပွဲတစ်ခုလုံးကိုသူက control လုပ်ထားတာ manage လုပ်ထားတာဆိုတော့သူ့စီမှာဒါတွေ stress တွေအများကြီးရှိတယ် cortisol တွေလည်းအများကြီးတက်နေတယ်အဲ့ဒါကို तू ကကိုဆွမ်းလိုမျိုးတည်မလားကိုယ့်ကို mindset နဲ့တည်မလားဖြည်းချင်းဖြေလျှော့တာမျိုးတည်မလားအဲ့လိုမျိုးအချိန်ယူပြီးတော့ဗျာတည်မလားကိုယ့်ကိုပြန်ပြီးတော့ stress ကိုဖြေလျှော့တဲ့ process တွေကိုမလုပ်ဘူးပြောမယ်ဆိုရင် meditation ထိုင်တာမျိုးတွေတည်မလားစိတ်ကိုခဏ reset လုပ်ပြီးတော့ AC နေတာမျိုးတွေမလုပ်ဖဲနဲ့အဲ့လိုမျိုးအမြန်နီးပေါ့နော်အမြန် stress ကိုဖြေလျှော့တဲ့နီးဒီကိုယ့်ကိုပြန်ပြီးတော့ဘာမှမစင်စားချင်တော့ဘာမှမတုံ့တက်ချင်တော့ပဲနဲ့ဒီ
drug တွေဒီ drug တွေနဲ့ alcohol တွေနဲ့ဗျာအဲ့လိုမျိုးတည်မလားစိတ်ကိုဖြေလျှော့လိုက်မယ်အဲ့လိုစိတ်ဖြေလျှော့သွားအောင်လှုပ်လိုက်မယ်ဆိုလို့ရှိရင်ကိုယ်စွမ်းလို့ပဲတည်မလားဒီယောဂအခြေအနေခန္ဓာကိုယ်အခြေအနေပို့ပြီးတော့ဆိုးရမယ် fake ကိုလည်းဖျက်ဆီးသွားမယ်အခုကိုအောင်သမီးဆိုလို့ရှိရင်ပို့ပြီးတော့ဆိုးသွားမယ်အခုအချိန်နဲ့ fake ကပို့ပြီးတော့ဆိုးသွားမယ်ကျန်းမာရေးရရောအကုန်လုံးပျက်စီးသွားမယ်ပေါ့နော်အဲ့ဒါကြောင့်လို့ဒီအချိန်မှာဒီအချိန်ကိုလုံးဝဘယ်လိုလဲပုံမှန်ဖြစ်သွားအောင် normal ဖြစ်သွားအောင်ကင်တွယ်နိုင်မယ်ခုနက stress ဖြေလျှော့တဲ့ဟာတွေလုံးမယ်အချိန်ယူပြီးကိုပြန်တုံတက်မယ်ဒီ drug တွေဘာတွေကိုမသုံးမဲ့နဲ့ကိုယ်စိတ်ကိုပဲကို control လုပ်မယ်ဆိုလို့ရှိရင်အများကြီး file လာမှာခဏကိုလည်းဒါခဏနေကြရင်ဒီကောင်ဒီပွဲတွေဘာတွေကခဏကြာရှင်အသားကျသွားမှာဗျာအသားကျသွားလို့ရှိရင်ကိုအချိန်ရလာမယ်အချိန်ရတဲ့အချိန်မှာဒီ process တွေကိုလုပ်မယ်ဆိုလို့ရှိရင်အဆင်ပြေသွားမှာကျန်းမာရေးကိုလည်းထိန်းထားမယ်ဆိုလို့ရှိရင်အောင်မြင်မှုကိုကျန်းမာရေးရောအကုန်လုံးကအကြာကြီးကိုဖိုးချစ်လိုမျိုးအခုအဲ့လိုမျိုးအသက်ကြီးတဲ့ဒီဆောင်ရဲဒီမှာကြမ်းပြီးတော့ကနေတာမျိုးတွေဒီမှာဇက်ပွဲတွေကိုလုံးဝကနေရမျိုးတွေလုံးဝသပင်လောကနေလုံးဝမထွက်သွားတာမျိုးတွေဗျာကိုဖိုးချစ်ဆိုတော့အခုထိကြမ်းနေတော့မယ်အဲ့လိုမျိုးပုံစံမျိုးထိသွားအောင်ပေါ့နော်ဒါကိုဖိုးချစ်ဆိုလို့ရှိရင်တေချာတခုကသူမွေးစေ drug တွေမသုံးမဲနဲ့ तू ကဒီအလေးချင်းကောင်းနဲ့နေတဲ့လူမျိုးတွေအဲ့ကြောင့်မလို့အခုဒုလူမျိုးတက်ရတဲ့ तू ကကြမ်းနေတာအဲ့ကြောင့်လို့ကိုအောင်သူလည်းအဲ့လိုမျိုးအလေးချင်းကိုဆင်ကျင်မယ်အကုန်လုံးပေါ့နော်ကိုdrug တွေဘာတွေမသုံးမဲနဲ့ကိုယ်စိတ်ကိုပဲကိုပြန်သုံးသက်ပြီးတော့ကိုပိုးချစ်လူမျိုးဒီမလားအဲ့လိုမျိုးနေမယ်ဆိုလို့ရှိရင်ဗျာအသက်ကြီးရဲ့ဒီ तू က fine သွားမှာ fine ပြီးတော့လုံးဝကြမ်းနေမှာပေါ့နော် yeah ဒီနေ့ကတော့ဒါပဲပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒါကကျွန်တော်အမြင်မှာဆွေးနွေးကြရရှိလို့ရှိရင်ဘက်မှာယူသွားပါအားလုံးကျေးဇူးတင်ပါတယ် yep